ရန်ကုန်ကအကြောင်းသားလူငယ်10ယောက်ယောက်ျားလေး10ယောက်နဲ့မိန်းကလေး2ယောက်ဟာပွဲမယူခင်အမှတ်တရအနေနဲ့ပြုံးလေဘက်ကိုဆိုင်ရတဲ့ပျော်ခီးထွက်ကိုစီစဉ်လိုက်ကြပါတယ်။ခေါင်းဆောင်ဖြစ်တဲ့ကိုအောင်ကလူစီကားတဲ့နေရာတွေမကြိုက်တာကြောင့်ပြုံးလေမျိုးပြင်တောနေတဲ့နေရာကအိမ်ငါးတစ်ခုကိုအွန်လိုင်းကနေကြိုတင်ငှားရမ်းလိုက်ပါတယ်။အဲ့ဒီနေရာကပေမလမ်းမကြီးကလည်း9မိုင်လောက်တောထဲကိုဝင်ရတဲ့နေရာပါ။ညနေဆောင်လာမှသူတို့အားလုံးအဲ့ဒီအိမ်တွေကိုရောက်သွားကြပါတယ်။အိမ်ကတောင်ဆောင်မှာစောက်ထားတဲ့နထက်အိမ်လေးဖြစ်ပြီးအောက်ထပ်မှာမဆန္ဒနဲ့မားနီလာတို့အခန်းယူကြပါတယ်။ညဘက်ရောက်တော့အားလုံးအပေါ်ထဲမှာပါတီပွဲကျင်းပနေတော့မဆန္ဒကတော့နေမကောင်းလို့အောက်ထပ်အခန်းမှာအနားယူနေခဲ့ပါတယ်။ည7:00နာရီလောက်မှာတော့မားနီလာကမဆန္ဒကိုသွားခေါ်ပါတယ်။လေကားရောက်တော့မဆန္ဒကအိမ်ရှိလာသာဆောင်ကားတွေဖြည်းဖြည်းချင်းလမ်းလျှောက်ဝင်လာတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့မဆန္ဒကစကားမပြောဘဲမိဖို့ချောင်ကရေခွက်ကိုကင်ပြီးကလားထိုင်မှာငုံငုံကြီးထိုင်နေပါတယ်။မဆန္ဒကမားနီလာကခေါ်မရလို့အပေါ်ထဲကိုပြန်တက်သွားတော့အပေါ်ထဲမှာမဆန္ဒကတငယ်ချင်းနဲ့ပျော်ပါနေတာကိုတွေ့လိုက်ရလို့အော်သွားပါတယ်။မားနီလာကအောက်ထပ်ပြန်ဆင်းကြည့်တော့ခုနကမဆန္ဒမရှိတော့ပါဘူး။တငယ်ချင်းတွေကမားနီလာမူးလော်နေတယ်လို့ထင်ကြပါတယ်။ဒါပေမဲ့ညဘက်အိတ်တော့မားနီလာကလန်နိုးလာပြီးကြည့်လိုက်တဲ့အခါမဆန္ဒကဂရီပေါ်မှာခြေထောက်တွဲလောင်းချနေပြီးထိုင်နေတာကိုတွေ့လိုက်ရပါတယ်။မဆန္ဒရဲ့အတန်ယောက်ျားကြီးအတန်လိုအကွဲကွဲကြီးနဲ့စကားပြောနေပြီးရိုးရဲမတ်တက်ရက်လိုက်တာကိုမြင်တော့မားနီလာကြောက်လို့အပေါ်ထဲကိုပြေးတက်ခဲ့ရပါတယ်။အားလုံးဆင်းကြည့်တော့မဆန္ဒကပုံမှန်အတိုင်းအိပ်ပျော်နေပြန်ပါတယ်။နောက်ရက်မှာတော့သူတို့အားလုံးအနီးနားကရေပူစမ်းတစ်ခုကိုတွားရောက်လဲပဲကြပါတယ်။ပြန်လမ်းမှာညမိုးချုပ်သွားလို့ဖြက်လန်းကနေပြန်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။လမ်းဘေးကခေါင်းဆွဲဆိုင်ပိုင်ရှင်ကဒီချိန်ဒီလက်ကမပြန်ပါနဲ့အနေရရှိတယ်လို့တားပြီးမဲ့ကိုအောင်တို့ကနားမထောင်ခဲ့ပါဘူး။လက်နဲ့ချတော့တောကြီးမြင်မဲ့ဖြစ်ပြီးတရားတစင်းအောက်ကနေထူးဆန်းတဲ့တရားဝါကြီးတစ်ကောင်ထွက်လာတော့ကိုအောင်တွေ့လိုက်ရပါတယ်။ရှစ်ဆက်မောင်းလာရေးလမ်းကွေးတစ်ခုရောက်မှတော့လမ်းဘေးကတောင်ဝန်းပေါ်မှာအသက်50ရွယ်လူကြီးတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်။ကိုအောင်ဆိုင်ကမောင်းလာတော့မြင်တော့အဲ့ဒီလူကြီးကထူးဆန်းတဲ့အတန်ကြီးနဲ့မန်ဖီဖီကိုအောင်စီကိုလမ်းလျှောက်လာပါတယ်။သူ့မျက်လုံးတွေကတောက်ပြောင်နေပြီးလူမောက်ကန်တီးတာနေပါတယ်။ကိုအောင်ကအချိန်ကိုနေပြီးမောင်းပြေးခဲ့ပေမဲ့နောက်ဆုံးဆိုင်ကမှာလိုက်လာတဲ့တငယ်ချင်းတွေကိုအဲ့ဒီလူကြီးကလမ်းဘေးကနေထိုင်ပြီးလောင်ရီနေတာကိုတွေ့လိုက်ရပါတယ်။ကဲဆိုးစွာနဲ့ပဲကိုအောင်ရဲ့ဆိုင်ကစီကုံသွားလို့တော်ထဲမှာတောင်းနေခဲ့ပါတယ်။တကယ်ကြီးတွေစီကစီခွဲထည့်ပြီးအိမ်ပြန်ရောက်တော့အားလုံးဖျားနာပြီးကြောက်လန့်နေကြပါတယ်။နောက်နေ့မနက်မှာတော့သူတို့အားလုံးအိမ်ပြန်ဖို့ပြင်ဆင်ကြပါတယ်။ပြန်လမ်းမှာဖျားဝင်မှုပြီးမှပြန်ခဲ့ကြလို့သာဘေးကြီးနဲ့ပြန်ရောက်လာတာပါ။အဲ့ဒီအိမ်နဲ့ပတ်ဝန်းကျင်မှာမကောင်းဆိုးရတွေတောကြတာတွေရှိနေမယ်နောက်မှသိလိုက်ရပါတယ်